အုံးသက်မုံရဲ့ငင်းစီသွားပေါ်မှာဘယ်လိုကျိုးရှိလဲဆိုတာဒီဗီဒီယိုလေးမှာတွေ့ပြပေးသွားမယ်ပထမဦးဆုံးနဲ့ဒီနေ့ကျွန်တော်လေးဒါအုံးသက်မုံလေးရဲ့ဒီ pH ကိုတိုင်းပြနေနေကျွန်တော် idea လေးရလောက်ရိုက်ပြတာဒီကောင်ဆိုရင်ဒီအုံးသက်မုံကိုတိုင်းရတဲ့အခါမှာသူ့ရဲ့ pH ကအကျန်းမြင့်က 5.5 နဲ့ 6.5 ကြားမှာရှိတယ်ဒီအုံးသက်မုံရဲ့ pH ကပေါ့နော်ကျွန်တော်တို့အပင်နေရှင်နဲ့ပေါက်ဖွားတာအကျန်းနေတဲ့ pH က 5.5 နဲ့ 7 ကြားရှိတယ်ဒီမြေမှာဆိုရင်အပင်တွေရဲ့ဒီအာဟာရတွေကစုပ်ယူမှုလို့အားကောင်းတယ်ပေါ့ဗျာဒါတော့အုံးသက်မုံကဘယ်လိုအကျိုးအနေတွေရှိတယ်ဆိုကျွန်တော်ဒီကောင်ကိုမြေကြီးထဲမှာထည့်လိုက်တဲ့ခါကျရင် pH ပေါ့နော် pH ကို balance လုပ်ပြီးတယ် balance ဆိုထိန်းညှိပြီးတယ်နောက်ပြီးတော့ဒီကောင်ကဗျာဟိုဘယ်လိုပြောမလဲCEC exchange လို့ခေါ်တယ်အဲ့ဒါကကျတော့ရှင်သေးဆန်တဲ့မြေတဲဆန်တဲ့မြေပေါ့နော်CEC မြင့်ရင်ရှင်သေးဆန်တဲ့CEC နဲ့တဲဆန်တယ်ပေါ့နော်အဲ့ဒီနေရာမှာအုံးသက်မုံကဒီ CEC exchange လေးပဲကိုသူကထိန်းညှိပြီးတယ် CEC ဆိုတာကတ်အိုင်ယောexchange capacity ပေါ့နော်အဲ့လိုခေါ်တယ်သူကအုံးသက်မုံကို CEC မြင့်နေရဲ့မြေရှင်သေးဆန်တဲ့မြေထဲမှာထည့်လိုက်တယ်ဆိုရင်ဒီကောင်ကမြေကြီးကိုပွားသွားစေတယ်ပွားသွားစေတယ် CEC နှိမ့်ပြီးတော့တဲဆန်တဲ့မြေပေါ့ဗျာတဲဆန်တဲ့မြေတွေမှာအုံးသက်မုံကထည့်လိုက်ရင်အုံးသက်မုံကရေထိန်းပြီးတော့မြေကိုလည်းpH ကိုလည်း balance ပြန်လုပ်ပြီးတယ်ပေါ့နော်အဲ့တော့အဲ့လောက်ထိအကျိုးအတုံးဝင်တဲ့အကျိုးရှိအုံးသက်မုံကပြီးတော့နောက်တစ်ခုကကျွန်တော်ဒီမှာအငံတက်လည်း EC တွေတိုင်းပြပေးမယ် EC ဆိုရင်ဒီကောင်က900နဲ့600ကြားပဲပေါ့နော် microSiemens per centimeter ပဲရှိတယ်ဒါ EC အငံဘက်ပါဝင်နှုန်းပေါ့နော်အဲ့ဒါလေးကျွန်တော်တိုင်းထားတယ်ဒါတွေကတော့ကျွန်တော် site theory မှာတိတ်တန်နီးကြဟိုသူ့ရဲ့သိတဲ့လူတွေအတွက်တော့ကျွန်တော်ပြပြပေးရကျွန်တော်ကလည်းဒီ export logger နဲ့ပတ်သက်လို့ကျွန်တော်မှလည်းတွေ့ကြုံနေရှိတဲ့ခါကျတော့ကျွန်တော်ဒီဟာနဲ့ site theory နဲ့ပတ်သက်တာလေးမျှဝေပေးတာပါဆိုတော့အနှစ်ချုပ်ရရင်တော့အုံးသက်မုံကကျွန်တော်တို့မြေချင်ကန်ကိန်းကိုထိန်းညှိပြီးတဲ့ဒီ CEC ပေါ့နော်ရှွန့်ဆန်တဲ့တဲဆန်တဲ့မြေတွေကိုထိန်းညှိပြီးရနေမှာအလုံးကိုအသုံးဝင်တဲ့အုံးသက်မုံပါမအောင်ချင်းတော့ဗိုင်ဘာနံပါတ်96264386ပါရေစိမ်မြတ်မအတုံးကလောက်ကုန်မှတင်ရပါမယ်နော်လောလောဆယ်တော့ order ကောက်ထားပါတယ်အုံးသက်မုံအိတ်ကတော့တအိတ်ကို9000ပါစလီကတော့ဒါလေးလည်းဝယ်လို့ရဒီစလီက1000 5000ပါအခုကျေးဇူးများတင်ပါတယ်